အားလုံးပဲမင်္ဂလာပါဒါကျွန်တော်ရဲ့ YouTube channel လေးပထမဆုံးမိတ်ဆက်တဲ့အနေနဲ့ကျွန်တော်ဒီနေ့ပြောသွားမှာတော့ကျွန်တော်နဲ့အာဆင်နယ်ပထမဆုံးတွေ့ဆုံခြင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပထမဆုံးလုပ်တဲ့ YouTube channel ကျွန်တော် YouTube ဗီဒီယိုဖြစ်တဲ့အတွက်အမှားတွေပါခဲ့နေတဲ့ညီကိုတို့ဝင်ရောက်ဆွေးနွေးထောက်ပြပေးကြပါအောင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးကြပါဦးကျွန်တော်ကန်ကောင်းပြီးတော့ကျွန်တော်တန်း20နှစ်မပြည့်ခင်မှာပဲကျွန်တော်အာဆင်နယ်ကိုဘယ်လိုပြောမလဲမျက်မြင်ကိုတွေ့ကြည့်ရဖို့အတွက်ကန်ပါလာခဲ့ရပေါ့နော်သူတို့စကျွန်တော်ဘယ်လိုပြောမလဲသူအေးရှာလာမှာဆိုတာသိရဗျာသိရဆိုပေမဲ့ကျွန်တော်ကဒီဘက်မှာဆောင်းဝဲရှိနေတဲ့အတွက်ကျွန်တော်မသွားတော့ဆိုဆုံးဖြတ်တာပေါ့နော်ဒါပေမဲ့လည်းကန်လှပြီးတော့ဆောင်းဝဲကနောက်ရက်ဖြစ်နေတာနောက်ရက်ဖြစ်နေတော့ကျွန်တော်တိချင်းပဲကျွန်တော်လက်မှတ်တွေပါညာဖြတ်ပြီးတော့အရင်ဆုံးကျွန်တော်ဆန်ဖို့ရောင်းရင်သွားခဲ့တယ်။သွားပြီးကျွန်တော်အာဆင်နယ်ပွဲ23ဇူလိုင်မှာအာဆင်နယ်နဲ့ AC မီလန်ပွဲကျွန်တော်အဲ့ပွဲကိုကြည့်ခဲ့ရပေါ့နော်။အာဆင်နယ်နဲ့ AC မီလန်ပွဲကြည့်ခဲ့တာဒီနောက်မှလည်းဗီဒီယိုလေးကျွန်တော်ထည့်ပေးထားမယ်ကျွန်တော်တွေ့ခဲ့တော့ဘယ်သူတွေပေါ့နော်။ဒါကတော့ကျွန်တော်ပထမဆုံးနေ့အာဆင်နယ်နဲ့ AC မီလန်ပွဲကြည့်ဖို့အတွက် National Stadium ကိုသွားနေရပဲဖြစ်ပါတယ်။ဒါကတော့လမ်းမှာတွေ့ခဲ့တဲ့ကျွန်တော်တို့အာဆင်နယ်ပရိသတ်တွေပေါ့ဗျာ။ဒါကတော့ကျွန်တော်စတေဒီယံကိုရောက်သွားတာဖြစ်ပါတယ်ကျွန်တော်စတေဒီယံမှာဟိုဘက်လက်ကြီးဒီဘက်လက်ကြီးနဲ့ကျွန်တော်ဟိုသွားဒီသွားပေါ့နော်ဒါပေမဲ့ကျွန်တော် Arsenal Official Store မှာအင်ကြီးတွေသွားဝယ်တယ်ပေါ့နော်အင်ကြီးတော့ကျွန်တော်တော်တော်များများကြိုက်လို့ကျွန်တော်များများဝယ်လိုက်မိတယ်ပေါ့ဗျာဒါကတော့ကျွန်တော် player တွေရဲ့ autogram များရမလားဆိုပြီးတော့ကျွန်တော် Arsenal Official တော့ကနေလုပ်တယ်ဒီ autogram ကလေးတွေကျွန်တော်ဝယ်ပြီးတော့ဖောက်တာပေါ့နော်Saka Martinelli No Martinelli Today Jose Mama King Kai Odicat Marino Maria Star One Either one Jorginho rice baby Pate Glafiori Zinchenko Timber Sliver Incredible Gavi Mama Ben White Raya King Kai Oh, only Saka growing cat ဒါကတော့ကျွန်တော်ကိုယ်နဲ့ရောက်သွားပြီပေါ့ဗျာတင်မှာကိုယ့်ရဲ့ကစားသမားတွေကိုယ့်ရဲ့ player တွေကိုတွေ့ရတော့မယ်ဆိုပြီးတော့ရင်းတော့တော်တော်ခုံနေပြီပေါ့ဗျာဘယ်တော့မှမကြသေးခင်ပါပဲအာဆင်နယ်ကကယ်ဒမီကလုံငယ်ကစားသမားလေးတွေတွေးဘူးလေးချင်းကဆင်းပြီးတော့ဒိုင်လူကြီးတွေလည်းအခုတွေးဘူးလေးချင်းကဆင်းဖို့အတွက်ကွင်းထဲဝင်လာကြဖြစ်ပါတယ်ဒိုင်လူကြီးတွေရင်ဆုံးတွေးဘူးလေးချင်းကဆင်းကြတာပေါ့နော်ဒိုင်လူကြီးတွေပြန်ဝင်သွားလို့မကြသေးခင်ပါပဲကိုရီးယား main line add ထွက်မဲ့17ယောက်ကကွင်းထဲဝင်လာပြီးတော့ညင်သုံးလေးချင်းကထွက်ပါလေးချင်းကဆင်းလာပေါ့နော်ဆာကာပန်ဝိုက်ဂလာဖီယိုရီဒီကလန်ရိုင်းဒီဘက်ကနော်ကန်ဒီဘက်ကဆလီဗာမာတင်နယ်လီပါမယ်စင်ချန်ကိုပါမယ်ဒါပေကိုင်ဟာဗက်ပါမယ်ပြီးတော့ကိုရီးယားအကယ်ဒမီထွက်ကိုရန်ဘွိုင်လီဝန်ရီတဲ့ပါလာတယ်ပေါ့နော်တခါတည်းဒါကတော့ကျွန်တော်တို့ main line ရထွက်မဲ့17ယောက်ပဲဖြစ်ပါတယ်ဒါကတော့ကိုရီလူ open play ကနေဖြစ်ဖြစ်ဒီဘက်ဖြတ်တဲ့ဘောရဖြစ်ဖြစ်ကိုသွင်းတောင်းစူးစမ်းလေ့ကျင့်နေကြပဲဖြစ်ပါတယ်ဒါကတော့စာကားပေးလိုက်တဲ့ဒီကနေ့ကရှိုးအောင်ဘောနော်ဒါမှလည်းတော့ကိုယ်မှပြတ်နေတဲ့အတွက်ဒါဒီကနေ့ကမရှိတော့ပါဘူးဆိုမာတင်နယ်လီကပေးလိုက်မာတင်နယ်လီကိုကိုင်းဘက်ကပြန်ပေးရမာတင်နယ်လီကရှိုးတယ်အဲ့လိုအခုကတော့ပွဲစားတင်ပေါ်မှာဖြစ်တဲ့အတွက် main line ရဲ့17ယောက်ကိုဒါကတော့ကြီးညာပြီပေါ့နော်ဒါကြီးညာတဲ့သူတွေကတော့ဒီလိုလေးပေါ့နော်ဒ
ဒါကတော့ခုပွဲစားကြီးပေါ့နော်ကစားသမားကြီးခုအတီးတီးသူတို့တင်းတစ်ဖက်ချမ်းစီခုထွက်လာပါပြီဒါကတော့ဒါကတော့ကိုရီးယားပုံရှိဖြစ်ပါတယ်အာဆင်နယ်တက်ခင်လောက်တဲ့အခါမှာကျွန်တော်ရိုက်ထားတာလေးဖြစ်ပါတယ်ပေါ့နော်ဒါကတော့စင်ကာပူကနည်းနည်းပူတော့ကစားသမားတွေတော်တော်ပင်ပန်းတယ်လို့ပြောလို့ရတယ်ဒါပထမပိုင်း32မိနစ်မှာလည်းကစားသမားတွေခဏရေတောက်ပါညာနားတဲ့ချိန်နီးပြနီးစနစ်ပိုင်းပါညာပြောနေတာပေါ့နော်ဒါကတော့ကိုရီးအသင်းစာကဂိုးသွင်းသွားတဲ့အချိန်ပေါ့နော်ဘောပထမဆုံးကိုရီးကစားသမားကိုသွင်းတာကိုပြင်မမြင်ဘူးလားဆိုတော့တော်တော်ပျော်ဖို့ကောင်းပါတယ်ဒါကတော့စာကားရဲ့သွင်းဂိုးလေးပေါ့တော်တော်လှရလို့ပြောလို့ရတယ်ထရိုဆန်နေ QVO ပြီးရ QV1 နေဖြစ်တယ်လို့ပြောလိုက်တဲ့အချိန်စာကားချောင်းနဲ့ထောက်လိုက်တာကျွန်တော်တို့ထောက်ပြီးတော့ဒီမှာတော့အဲ့တော့လှရMan of the Match ကတော့ကိုရီးယား Star Wine လေးစကာရသွားပေါ့ဒါကတော့ကျွန်တော်ပြန်ပြီပေါ့နော်ကစားဝယ်ပြီးတော့ကျွန်တော်ခဏဆောင်သေးရဗျကစားသမားရေးစီကဒီမှာ autograph လေးများပါလိမ့်မယ်ရမလားဆိုပြီးတော့ကျွန်တော် AC Milan နဲ့ပွဲမှာတော့မရခဲ့ပါဘူးကျွန်တော် open play မှာတော့ရခဲ့ပါတယ်ကျွန်တော် open play မှာရခဲ့တဲ့ video လေးကိုတော့နောက် video လေးမှာမျှော်ပေးပါအောင်နော်ကျွန်တော်23က AC Milan နဲ့ပွဲကြည့်ပြီးတော့ကျွန်တော်စာကာဂိုးသွင်းခဲ့ရပါတော့စာကာဂိုးသွင်းခဲ့ပြီးတော့တောက်ကြနေပါArsenal Open Training မှာကျွန်တော် Open Training ကဘယ်လောက်မှမရှိဘူး Open Training ကိုကျွန်တော်သွားခဲ့တယ်သွားပြီးတော့ Open Training မှာကျွန်တော်ဒါရလာခဲ့ရပါပဲကျွန်တော်လက်မှတ်တွေဒါရနောက်ဗီဒီယိုမှာကျွန်တော်ပြသွားပါမယ်ဘယ်လိုရခဲ့ပါညာပေါ့နော်ဒါနောက်ဗီဒီယိုမှာကျွန်တော်ပြသွားပါမယ်အခုကတော့ကျွန်တော်ဘာမှမလဲပထမဆုံး channel မိတ်ဆက်တဲ့အနေနဲ့လည်းကျွန်တော်ရဲ့ပထမဆုံးအတွေ့အကြုံရဲ့ကျွန်တော်ဒီရိုက်ခဲ့တဲ့ဗီဒီယိုတွေကို share ချင်တာအကြောင်းရောကျွန်တော်ဒီဗီဒီယိုတွေကိုလုပ်ရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုလေးဖြစ်တဲ့အတွက်အမားကြီးပါသွားရင်ကျွန်တော်တားတူဝိုင်းလည်းကျွန်တော်ခွင့်လုပ်ပေးဖို့မျှော်ပါတယ်ကျွန်တော်တို့လည်း like subscribe လေးနဲ့အားပေးကြပါဦးဗျနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်